ဒီနေ့ပေါ့နော်အမားတို့ရဲ့ Pussy Unity Government ကနေပြီးတော့ဝန်ကြီးတို့အားလုံးခေါ်လိုက်ပြီးတော့မှအမားတို့တွေစီဝေးခေါ်လိုက်တဲ့ဆိုတော့အမားတို့တွေ internal refund လုပ်ဖို့အတွက်အမားတို့တွေခေါ်လိုက်တာဖြစ်တယ်ပေါ့နော်အမားတို့တွေက2020 Party Social Democracy ရေကောက်ပွဲမှာရှိတဲ့ပြည်သူတွေကအနေနဲ့အာဏာကိုယူပြီးတော့အမားတို့က Federal Democracy ပြည်ညံရအမားတို့တွေကအခုချိန်မှာဆိုလို့ရှိရင်ပြည်သူလူထုရဲ့အသံကိုနားထောင်ပြီးတော့အမားတို့တွေက internal refund လုပ်ဖို့အတွက်လိုအပ်လာပြီပေါ့နော်အမားတို့တွေပြည်ပပြောင်းလဲလုပ်ဖို့အတွက်အမားတို့လိုအပ်လာပါပြီပြည်သူလူထုလည်းအမားတို့တွေ force ဆုပ်တွေလည်းမပေးစင်တော့ဘူးအမားတို့လုံနေတဲ့အဖွဲ့တွေတကယ်လုံနေတဲ့သူတွေကိုပဲအမားတို့အရင်လိုလူမဟုတ်ပဲနဲ့ပေါ့နော်အမားတို့တွေနေရာချိန်ဖို့လိုအပ်လာပြီလို့ပြည်သူတွေကအကြံပြုလာလို့အမားတို့တွေပြည်သူတွေရဲ့အကြံပြုစာအတိုင်းပြုပြင်ပြောင်းလဲလုပ်ဖို့အတွက်မောင်လေးတို့အမားတို့တွေခေါ်လိုက်တာတော့မောင်လေးတို့နော်ဟုတ်ပါဘူးမောင်လေးတို့တဲ့အမားတို့အမလေးရတော့မဖယ်တော့အမလေးရတော့မဖယ်တော့အမားတို့ပေါ့ထိုင်နေကြမို့လို့အမပြင်မြင့်တွင်လို့နည်းနည်းလေးအဓိကကျတော့ဟိုမောင်လေးတို့ဝန်ကြီးတို့ကနေပြီးတော့နည်းနည်းလေးနေရာလေးချိတ်ချက်လေးလုပ်ပါမယ်နော်โอเคဝန်ကြီးတို့အဲ့ဆို internal refund လေးလုပ်ပြလိုက်ပါအောင်ဟဲ့တိုးနေလေတိုးနေရမလူကြနဲ့လေခုနေရတယ်โอเคပုံရနေဒီပုံစံတိုင်းဆိုလို့ရှိရင်အဆင်ပြေတယ်ဒီပုံစံတိုင်းဆိုလို့ရှိရင်မချိတဲ့ဘာမှမချိတဲ့မဲ့ပုံစံမျိုးဖြစ်နေတယ်ပြန်ချိန်ပြပါဦးပဲနည်းနည်းစစ်ဆက်ပါအောင်โอเคတိုးဒီပုံစံနဲ့ဆိုနားကောက်ချိန်မရသေးဘူးနားကောက်ချိန်မယ်ပြန်ချိန်မယ်လည်းဟုတ်ဘူးမလူကြနဲ့နော်နေရာတခုနေလူကြနဲ့ပြတာတယ်โอเคနေရာတင်းဟုတ်ပြီကျွန်တော်ရောဝကြီးတို့ဘက်ပါလို့ရလားမောင်လေးကအမားတို့ဝင်ကြီးဘက်မှာပါခြင်းလို့လားဟုတ်မောင်လေးကတပ်ပနေရှိပြီလေ25နှစ်ပြောရဲနော်ညီတို့လူငယ်အတွက်နေရာမရှိဘူးတွားပြန်စီဝေးလုံးလားစိုးဒီပေါ်စမ်းဆိုနားကောက်ချိန်မရသေးဘူးနားကောက်ချိန်မယ်ပြန်ချိန်မယ်လည်းဟုတ်အမ你那里要录点了，哎，那手拿来太远，都没被拍的，哇，กูเข้ากูทันพันเดียวลูกเย่เนาะเนี่ยเนี่ยလေกูเข้ากูทันมากูเข้าเลยกูโอเควันนี้เราเอากูเข้ากูยาပြီเนาะโอเคအမားတော်မနေဘူးမပေးဘူးနေရပေးကြတယ်လို့အားလုံးโอเคပါခုချိန်မှာဆိုလို့ရှိရင်ပေါ့နော်အမားတို့ရဲ့ Pussy Unity Government ကနေပြီးတော့မှအမားတို့ရဲ့2012ခုနှစ် Party Social Democracy ရေကောက်ပွဲကြီးမှာပြည်သူလူထုကအနေနဲ့အာဏာကိုအမားတို့ကလက်ကင်ထားပြီးတော့မှ Federal Democracy ပြည်ညံရအမားတို့တွေက internal refund လုပ်ပြီးသားပြီဖြစ်ပါတယ်ဒါကတော့အမားတို့ရဲ့ internal refund လုပ်ပြီးချင်းပုံစံလေးဖြစ်ပါတယ်ပြည်သူလူထုကိုစားပြပါတယ်ပြည်သူလူထုများအားလုံးလည်းပျော်ကြမယ်လို့အမားတို့မျှော်လင့်ပါတယ်အားလုံးပဲဝင်ကြီးတွေပြည်သူလူထုအားလုံးတက်တာပြလိုက်ပါဦးကိုဘလည်းပြော bye Oh, Scooby.